အဲ့မျိုးလုံးညငါကြည့်တော့မီးလိုက်ထောင်းပါဒီမှာလေဒီဖွင့်ထုံးရင်တော့ quest ကြည့်တယ်ညနေနေခိုက်ဒီ oxygen မှာရွှေအောင်ဆို不然。电音化了吧？我觉得这电音化了没吧？那个嘛，飞猪，懂了？那不然懂了？那不会懂？咋变啥？啊？那在干的是用俺屋里家伙把来的。啊，没了，先让动啊！微信过来等我。这要赢呢，不然当一下。先让动啊。刚才写过了，这个是刚加的。တိုင်းမဆောင်ရင်ဘူးငါအောက်ဆီဂျင်နဲ့ကွာအောက်ဆီဂျင်ယူရမှာအရေးကန်နဲ့ရောက်
တည့်ပြပါလားမသိစောင်းလာမှာဟုတ်မောင်တည့်ရပြပါဟုတ်တောင်းလိုက်ကြီးအောင်ခိုင်းလေးခုလောက်အောင်အသေးရဘူးမျက်မြင်ကလက်ကြီးကိုလည်းရှိတော့မသိရဘူးအဲ့လိုကကျွန်တော်လိုက်တက်တော့မယ်တော့ဘယ်မှာလဲတီရောလို့မရအစပြန်ထောင်းအောင်တီပိုင်းတဲရဒီဘက်လောင်မရပုံမှန်ဆိုဒီနားပေါ်ဒီဘက်မှာပုံလို့ရကွန်မန်တော်လေးမလဲလွန်တာဟောလို့ထင်တော့ထင်တယ်နှလုံးကုန်နေမြန်လာလို့တော့ဒီမှာပဲနှလုံးကုန်မြန်လာမို့ပြင်မှာနှလုံးကုန်မြန်တကူပဲကျန်တော့လာပါဒီကချက်ချင်းထွက်လို့မရဆိုတာအဲ့နေရာကြီးမှာလေးပြန်ကောင်းပါလေလိုင်းကောင်းလို့ခဏပုံပေါ်သေးလက်တော့ပြန်ကောင်းပါဒီလိုထုံးပါရနိုင်ဝိုင်းဘာခဏပုံပေါ်ဆုံးအသေးရဲ့စကားပြောတာその場所にあなたをドラッグすることです。ဘာလို့လဲဟာနောက်မသေးလိုက်လာတော့မကြည့်ရသေးလိုက်โอเคလိုက်လာ
ရှေ့ကပေါ်လာမှာမျက်နှာကြီးနဲ့ခုကလက်မပေါ်ဘူးဖြစ်နေလက်ပဲရှိတယ်ခန္ဓာကိုယ်မပေါ်ဘူးဘာဖြစ်တာမသိဘူးတော်ဆိုးနေခန္ဓာကိုယ်ပြင်းနေဆိုကြောက်စရာကောင်းလက်တီဖြစ်ပြီးသွားရင်နိုင်သွားပြီ brother တို့တကယ်ရှိရတကယ်နေပြီကဲကျွန်တော်ဒီ chapter 1ပြီးပါပြီဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ chapter 1ဆိုတော့နောက်ထပ်ခင်းကြီးဆော့ရဖို့လည်းရှိပါတယ်ဗျအဲ့ခင်းကြီးကြရင်လည်းကျွန်တော်အားပေးဖို့မေ့ပါနဲ့အောင်နော်ကျွန်တော်ဗီဒီယိုကြိုက်ရဆိုတော့ like subscribe တွေလုပ်ဖို့မေ့ပါနဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ bye bye